အောင်လုံးနဲ့အိမ်ဝယ်ကိုစဉ်းစားနေရဆိုရင်ရွေးချယ်တင်တဲ့အိမ်တစ်လုံးဒီနေ့မှာတော့ modern design နဲ့ခမ်းနားလှပတဲ့ခင်မီအိမ်တကြီးကိုမိတ်ဆက်ပေးချင်ပါတယ်ပထမဆုံးခြေလှမ်းပါတယ်တန်ရှင်းတည့်ရမှုနဲ့နေရာကျယ်ဝန်းမှုကိုအပြည့်အဝခံစားရမှာပါတဲ့အိမ်လုံးရဲ့ decoration မှာရောလည်းခင်မီစမ်းသစ်တဲ့ modern design နဲ့အလှဆင်ပေးထားပါတယ်ဒါကတော့အင်ရှင်မရဲ့သဘောကျမဲ့ခင်မီမီလိုပဲမှာလှပပြီးတက်ရတဲ့ cabinet တွေနဲ့ပြည့်ပြည့်စုံစုံထားရှိပေးထားပါတယ်တိန်လုံးမှာ master bedroom 6ခန်းပါဝင်မှာဖြစ်ပြီးတော့စိန်ကြကြရေးစိန်နိုင်မဲ့ရေချိုးကန်အပြင်အခြားရေချိုးကန်တွေကလည်းခင်မိပြီးအသုံးဝင်မှာဖြစ်ပြောစရာမရှိပါဘူးဒီအိမ်လေးကတော့အကျယ်အဝန်းပေ40-60ပေါ်မှာဆောက်လုပ်ထားတဲ့အိမ်လေးတစ်လုံးဖြစ်ပြီးတော့ပိုင်ဆိုင်မှုအနေနဲ့ခရမ်းအမည်ပေါက်ဖြစ်တဲ့အတွက်လုံးဝစိတ်ပူစရာမလိုပါဘူးเนาะအပေါ်တဲ့ဝရန်တာကျယ်ကြီးရတယ်မနက်ကင်းကော်ဖီလေးတောင်းနေအနားယူလို့ပုံပြနေရတဲ့တစ်ခုဖြစ်မှာပါအပေါ်ရန်အလားတွေမဟုတ်ပါဘူးအင်ဂျင်နီယာတွေကိုယ်တိုင်အနီးကပ်ကြီးကြပ်ပြီးစနစ်တကျဆောက်လုပ်ထားတာ structure ဘိုင်းကတော့ရာနှုန်းပြည့်အမှားခံပါတယ်ပြီးတော့အိမ်ရဲ့ထိပ်ဆုံးမှာရှိတဲ့လာတာဆောင်ကနေပတ်ဝန်းကျင်အနာကိုရှုစားနိုင်ပါသေးတယ်ကျွန်တော်အခုမိတ်ဆက်ပေးခဲ့တဲ့ modern luxury အိမ်တကြီးကိုစိတ်ဝင်စားရဆိုရင်တော့အသေးစိတ်အချက်လက်တွေနဲ့ဈေးနှုန်းကိုသိရှိရအောင်ရန်ကုန် property directory ရဲ့ page messenger သို့မဟုတ်ဖော်ပြပါဖုန်းနံပါတ်တွေကိုအမြန်ဆုံးဆက်သွယ်လိုက်ပါခင်ဗျာ